ဝက်လက်စုတပွဲလုံးကို6000ကျပ်နဲ့စားလို့ရပြီးမြန်မာထမင်းဟင်းကိုအညာလဲရအတိုင်းမိထီလာသူကိုယ်တိုင်ချက်ရောင်းတဲ့အပြင်ငါးအသားပတ်ငရုတ်သီးလှော်လေးညက်နေအောင်ထောင်းထည့်ထားတဲ့ပြင်းနေတဲ့ငပိရတိုးစရာစုံနေအောင်ပြင်ဆင်ပေးထားတဲ့အင်းစိန်ပေါတော့ဝမူရိရာအင်အားနှစ်ဝင်းတဲ့ကဆိုင်လေးမှာသွားစားခဲ့ရပဲဖြစ်ပါတယ်ဒီအတွက် special ဟင်းတွေကဘာရတယ်လဲပါကနမဆလာရဲ့ဝက်လက်ပေါင်းလေးရပါတယ်ပုံသားလေးတွေဆိုရင်ဘာဟင်းနဲ့ပဲစား9000ပါဟုတ်တော့ထမင်းရောဟင်းရောပါပြီထမင်းရောဟင်းရောပေါ့နော်အသားစမျိုးအရင်2မျိုးပါပါတယ်ဒီနေ့ချင်းလေးပဲရတယ်ရှင်ဟုတ်ကဲ့ခင်ဗျာဝတ်သားနဲ့မကြီးရွက်လေးချက်ထားတာပါဝတ်တနီနဲ့အမဲစင်ကိုညာပုံစံလေးချက်ထားပါတယ်။ရပဇွန်စီပြန်။လေးကငနုစမ်း။လေးကငရမ်းပေါက်။ငါးရက်ခိုင်ကျဲ။ဒါအမင်းနဲ့လေးဝက်ကလီစာချက်မြစ်ချက်သေးမျိုးလောက်ဆိုအမျိုး20အနည်းဆုံးပြတ်လာ။ဟုတ်ကဲ့ခင်ဗျာ။ဟိုဒီမှာလူစားများဟင်ပွဲလေးဆိုရင်ဒီဝတ်တနီနဲ့ကတော့အများဆုံးပဲ။မိတ်ထီလာစု။ငရမ်းပေါက်ကလေးတွေအားလေးကရှာခဲ့တဲ့သားရဲ့ဝက်လက်ပေါင်းလေးကတော့အမြဲတလို့ရပါတယ်ပုံမှန်အများဆုံးကတော့9000တန်ဟင်းပွဲလေးပေါ့အရန်ဟင်းလေးကဘယ်လိုရောင်းလဲမလဲအရန်ဟင်းလေးကတပွဲ1000ဟောတော့မူးစီရာအိမ်ယာနှစ်ပေါက်တော့အနီးဒါပေါက်တော့ကနေဝင်လာလိုက်တယ်ဆိုမူးစီရာအိမ်ယာနှစ်ထဲမှာဟုတ်ဒီဂိမ်းမှာတော့မေးကြည့်လို့ရဂိမ်းမှာမေးခြင်းထီလာသူဆိုရင်သိကြတယ်အဲ့ကြောင့်ပုံစားတွက်ဆိုရင်လည်းအသားဟင်းတစ်မျိုးဒီအရန်ဟင်း2မျိုးနဲ့ဒီတိုးစရာငပိရေအရေးတောက်ပါပြီးတော့မှတော့တခါပြင်9000ပုံစံမျိုးစီစဉ်ပေးထားရပါတော့။ကျွန်တော်ဒါဟင်းပွဲက3ပွဲပဲမှားထားအန်တီကဒါတခြားဟင်းလေးပါတဲ့ထပ်ပြီးတော့ချပေးထားပါတော့။ဝက်လက်စတူးဆိုရင်လည်းတပွဲကို6000ပေါ့နော်။သူက23ပါဗျ။ငပီလေးအောင်နေပွိုက်ပေါ့နော်။သူကငရုတ်ဒီဇိန်းနဲ့လည်းရှိသလိုငရုတ်ဒီအကြက်မုံနဲ့လည်းရှိရဲ။အဲ့ဒီပြင်မှာဒီငရုတ်ဒီဇိန်းနဲ့ဖြော်ထားတဲ့ဟာလေးဆိုရင်လည်းငါးတွေကိုပြည့်နှင်းအောင်ထည့်ထားပါတော့။တိုးစရာအတွက်ဘန်ကတော့ဒီလိုပုံစံလေး10မျိုး9မျိုးလောက်ရှိကိုထည့်ပြီးစီစဉ်ပေးထားပါတော့။ကဲတောက်ဆောင်ကြပါအောင်ဗျာ။ငပိရလေးငါးအောင်မျိုးကျိုးနိုင်ထည့်ထားတဲ့ခါကြောက်လေငပိချက်နဲ့အောင်တူတယ်ဒီဘက်ကတော့5လေးချက်ပေါ့နော်သူကငရမ်းပေါက်လေးတွေချက်တာအဲ့လိုအညာအိမ်ချက်လက်ရပုံစံလေးချက်တာပေါ့နော်ပိန်းနဲ့စုပ်ပုတ်ချက်လေးတခါပြင်9000နဲ့မှဆိုရင်ကျွန်တော်ဒါဝတ်သားလေးကိုကျွန်တော်ယူထားပါနော်ချိုးဝင်းရောပဲတောင်းတော်တော်နူးရပါတော့ဒါပဲတောင်းသွားစီတုပ်လေးပါနော်ဒီရှိရတော့ခဏမစလာချက်လေးပါနော်ကျွန်တော်မစားရကြပါဘူးအရေးစက်ကျဲပုံစံလေးမဟုတ်ဖ ೇನೆ ဟိုမှာဟင်းနဲ့လင်းစားလို့ရအောင်တော့စီရန်ဘက်လေးတော့လုပ်ပေးထားပါနော်ဒါကတော့ဝက်လက်ပါပေါ့နော်အတုံးရအောင်ကြီးပဲဟင်တော့အစီဒီအယုအကျော်လေးတော့ရောနေအပိုင်းဆိုရင်ဝါးတဲ့ခါကျရင်တော်တော်လေးကိုမြည်ရယ်နော်ကျွန်တော်ဒီနေ့စားခဲ့ဆိုင်လေးကတော့ဒါထီလာသူဆွဲဆိုင်လေးပါတော့ဒါမိထီလာကနေပြီးတော့လာဖွင့်ပြီးကြောင်းတာပေါ့နော်ဆိုင်လေးစားလေးကတော့ဒါအင်းစိန်ပေါတော့ဝါမီးပွားရောက်တဲ့ခါကျရင်ကျွန်တော်တို့ဒါမူရိယာ AI နှစ်ကိုတွားခြင်းနဲ့ဆိုပြီးတော့မေးတိုက်ရင်တော့တော်တော်များညွှန်တက်တယ်ပေါ့နော်မူရိယာ AI နှစ်ဝင်းထဲမှာပဲရှိပါတယ်မနက်6ခွဲလောက်ကနေဟင်းနေရစားရပြီးတော့သမင်းကြော်လည်းရောင်းတယ်ပေါ့နော်အဲ့ဒီပြီးမှညနေ4နာရီလောက်ထိရှိပါတယ်ကျွန်တော်ပြီးတော့ကျွန်တော်ဒီမှာပဲဆုံးသက်လိုက်ပါနောက်လည်းကျွန်တော်ဘယ်နေရာလေးပြန်နေကောင်းမယ်ဆက်လက်ညှိအောင်တလား